ရှိနေဖျားဆိုပြီးကိုကိုနေကြတဲ့လူတွေစုအစားအစာတွေကျွေးပြီးတဲ့နောက်ရတိရမူးလေတော့ပြီးထွက်လာတဲ့အမုံရှူရင်ယောဂပြုတ်တယ်ဆိုပြီးကူးကြတဲ့အခါဒါမဲ့နောက်ပိုင်းကျတက်ရှိနေဖျားဆိုတာတကယ်မဟုတ်ပဲပန်းပွင့်ကြောင့်ဖြစ်လာတော့တည်တော့ပါတော့တယ်မူရှိဆိုတဲ့အမျိုးသားကျွန်းငယ်လေးတစ်ခုသွားနေတာပေါ့အကျွန်းနဲ့မယ်တက်ရှိနေဖျားလို့ခေါ်တဲ့လူရှိပြီးလူတွေကိုကူပင်းနေတယ်ပြောလို့စိတ်ဝင်စားနေတော့ကြည့်ခဲ့ပါတယ်ဒါမဲ့မသွားခင်လေသမားကိုမကြည့်တော့အဲ့ဒါအလိန်ကြီးတကယ်ကျတက်ရှိနေဖျားဆိုတာတယောက်တည်းနောက်တစ်ယောက်ကပေါ်လာရောပဲလူတွေကအစာနဲ့ဆက်သက်ရပြီးစားပြီးတဲ့နောက်သူကယူတီရဲ့အုံမင်းတော့ကမီလေးသွားတတ်တယ်အခါကျထွက်လာတဲ့အမုံရှင်ပြုတ်တယ်ဆိုလို့လူတွေယုံကြည်လာကြတာအဲ့ဒါနဲ့မူရှိကဘာလို့မယုံနာလဲပြီးတော့ကျွန်တော်မေလည်းအဲ့ဒါကုကပ်ပြင်မလဲတေးခဲ့ရပြီးသူကလည်းကျွန်တော်တငယ်ချင်းမလို့ဆိုပြီးပြောခဲ့ပါတယ်သူ့ကိုပေးပါလို့ပြောလို့မရှိနဲ့သူကဘယ်သူမှမသိဘူးအိမ်ထဲဝင်ပြီးတော့ကြည့်ခဲ့ပါတယ်အဲ့ချိန်မှာသူမနှာခေါင်းနဲ့ကပတ်ကောင်ရှိနေတော့သူသွားခဲ့ပြီးနေရာအနှံ့အသက်ကိုလိုက်ရှာခဲ့ပါတယ်တခြားကောင်တွေတေးတာတွေ့တော့အဆန်းသက်ကြီးချိန်မှာတော့ကိုတာကြီးတွေ့သွားခဲ့ပြီးမူရှိကတက်ရှိနေပြားလို့ခေါ်တဲ့သူစီကိုသွားပြီးတော့နှစ်ဖူးအပေါက်ဖောက်လိုက်ကအဲ့ဒီပူကောင်တက်ပြီးခဲ့ပါတယ်ကမလေးပြန်တည်းရလာပြီးမှတ်မိဘောအခါကျမှမူရှိပြင်ပြပါတယ်ဒီကောင်တွေကတရက်ပဲအသက်ရှင်နေတာမလို့ဖြစ်ခဲ့တဲ့အကြောင်းရလို့မှမနေနာဆိုပြီးတော့ပြောပါတယ်အဲ့ဒါနဲ့သူ့မိကြီးတော့ပန်းတပွေးရနေဆက်ဖြစ်တာဆိုလို့အပန်းကိုရောက်ရှာခဲ့ပြီးနောက်ဆုံးတွေ့သွားခဲ့ပါတယ်ဒါမဲ့ကောင်မလေးအဖေကလိုက်လာပြီးသူတို့အလုပ်ကိုဖျက်ဆီးရဆိုပြီးတတ်ခိုင်းလိုက်ပါတယ်ဒါမဲ့သူမသိလိုက်တာကအဲ့လိုလုံးနေတော့ရတော်ရည်သီးသွားပြီးတော့ရုံမာတဲ့လူစုကသူ့အဖေတက်ဖြစ်ခဲ့ပါတယ်နောက်ပိုင်းမှာတော့မူရှိကလူတန်းကုသပေးခဲ့ပြီးရှားလူတွေလည်းအဆင်ပြေသွားတော့ကဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်